အမားတို့ဒီကျောင်းကိုပေါ့နော်စပြီးလာစုံစမ်းတဲ့အချိန်ကြတော့ပေါ့ကျောင်းရဲ့ကျင့်ဝတ်မှုရဲ့နောက်ကျောင်းပါကင်ရဲ့နောက်ကျောင်းရဲ့ security ပိုင်းဆိုင်ရာရဲ့ပေါ့နော်အားလုံးလည်းသဘောကျတယ်အဲ့အတွက်ကိုရွေးချယ်ခဲ့တယ်အဓိကကဒီဆရာတွေနဲ့ပေါ့နော်တီချာတွေနဲ့ကလေးတွေနဲ့ရဲ့သင်ပြမှုမှာလည်းအဆင်ပြေတယ်ကလေးတွေပုံမှာနွေးနွေးထွေးထွေးဆက်ဆံတာလည်းအဆင်ပြေတယ်ကလေးတွေလည်းအဓိကပြောတယ်ပေါ့နော်အားလုံးအဆင်ပြေတယ်ပေါ့ဒီကျောင်းနဲ့မှာတက်ကတာကလေးတွေအတွက်အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးသဘောကျပါတယ်ဒီမှာကလေးတွေကအခုဆိုလို့ရှိရင်ဒီကျောင်းမှာတက်ပြီးတော့အားကစားပိုင်းဆိုရင်လည်းအများကြီးတိုးတက်လာတယ်သူတို့ဝါသနာပါတဲ့ဘောလုံးကန်တာတွေဘတ်စကတ်ဘောဆော်တာတွေအဲ့လိုမျိုးလေးတွေမှာသူတို့ကဆော်ရတဲ့အတွက်ကိုလည်းသူတို့တိုးတက်မှုတွေအားကစားဘက်လည်းတိုးတက်မှုတွေရှိတယ်နောက်ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းအရင်ထက်ကိုအမှတ်တွေဆိုလည်းအရင်ကောင်းတယ်ပေါ့နော်math တို့ science တို့အကုန်လုံးမှာအမှတ်တွေလည်းကောင်းလာတယ်ပညာရေးပိုင်းမှာလည်းအရင်တိုးတက်မှုရှိတယ်အားကစားပိုင်းမှာလည်းတိုးတက်မှုရှိတယ်အဲ့အတွက်ကိုဖြစ်တယ်ပေါ့နော်အကြံပြုပါတယ်အများကြီးမတို့မိတ်ဆွေတွေရှိတယ်အမျိုးတွေထဲမှာလည်းရှိတယ်အားလုံးကိုဒီကျောင်းမှာတက်ဖို့ဖိတ်ခေါ်ပါတယ်အမြဲတမ်းအမတို့ဘက်ကအမတို့ကလေးတွေတက်နေတာအဆင်ပြေတဲ့အပိုင်းတွေလည်းပြောပြပါတယ်အများကြီးပြောပြပြီးတော့လာတက်ဖို့လည်းဖိတ်ခေါ်ပါတယ်တချို့အသီးမိတ်ဆွေတွေအများကြီးဟုတ်